ခင်ဗျာ The Navigator Flutter သင်ခန်းစာအနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့လေ့လာမယ့်အကြောင်းအရာက Scaffold widget တွေအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်ဆိုတော့ဒီသင်ခန်းစာမှာ Scaffold widget ဆိုတာဘာလဲဘယ်လို widget တွေကို Scaffold widget ထဲမှာထည့်သွင်းလို့ရလဲပြီးတော့ရင် Scaffold widget အတွင်းက body ကိုလေ့လာမယ် save area ဆိုတာကိုလေ့လာမယ်ပြီးရင် app bar widget ကိုထည့်သွင်းမယ်ပြီးရင် floating action button widget ကိုလည်းထည့်သွင်းပြီးလေ့လာမှာဖြစ်ပါတယ်ဆိုတော့လေ့လာဖို့အတွက်ဒီ VS Code ကိုပြန်သွားမယ်ပေါ့နော်ဆိုတော့ VS Code မှာ project စောက်တုံးကပုံစံအတိုင်းပဲပြန်ထည့်ထားတယ်ပြီးတော့ mobile emulator လေးလည်း run ထားတယ်ပေါ့နော်ပြီးရင်နှစ်ချမ်းမြင်အောင်လုပ်လိုက်မယ်ရှေ့သင်ခန်းစာကိုပြန်နှွှေးမယ်ပေါ့နော်ရှေ့သင်ခန်းစာမှာကျွန်တော်ရိုက်ခဲ့တဲ့ code တွေကိုပြန်ရိုက်ကြည့်မယ်မှတ်မိအောင်ပေါ့နော်ဒီနေရာမှာ voice main ဆိုပြီး function လေးတစ်ခုတည်ဆောက်မယ်ဆိုတော့သူ့အတွင်းထဲမှာ run app ဆိုတဲ့ bin method လေးကိုခေါ်မယ်ဒါဆို import လေးဝင်လာမယ်ပြီးရင်ကျွန်တော်တို့ကိုယ်တိုင်တည်ဆောက်မဲ့ widget ပေါ့နော်my app ဆိုတာလေးကိုထည့်မယ် my app ကိုထည့်ပြီဆိုလို့ရှိရင်ရှေ့မှာ const နဲ့ကြီးညာရမယ်လောလောဆယ်တော့ my app ဆိုတဲ့ widget မဆောက်ရသေးဘူးပေါ့နော် okay ခုလိုဒီဆောက်တဲ့ပုံစံကိုမိတ်ဆွေရရှေ့တဲ့ထင်ရင်တူအောင်လုပ်လို့ရတယ်တွန်းဝင်းတွေကိုဖြုတ်ပြီးရင် arrow function ပုံစံပြောင်းလိုက်ဒါဆိုလို့ရှိရင်တူသွားလိုက်မယ်ရမယ်နော် okay အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ class ဆောက်မယ်ဆိုတော့အတူရိုက်မယ်ပေါ့နော်ဒီနေရာမှာ state လို့ပဲရိုက်လိုက် stateful ရှိတယ် stateless ရှိတယ် stateless ကိုရွေးပြီးပြီဆိုရင် my app ကိုဖြတ်ပြီးသွားရင် sorry my app တောင်ဖြစ်တယ် my widget ကိုဖြတ်ပြီးသွားရင် my app ဆိုပြီးတော့ပြန်တည်ဆောက်ဘာလို့လဲဆိုတော့ဒီနေရာမှာ my app နဲ့ပြီးခဲ့လို့ဒါဆိုရင်ကျွန်တော်တို့ကိုယ်တိုင်တည်ဆောက်ထားတဲ့ class လေးရပြီပေါ့နော်ကျွန်တော် return တော့ဒီကောင်ပြန်မှာမဟုတ်ဘူး material app ကိုပြန်မှာတို့ရဲ့အတွင်းထဲမှာကျွန်တော်တို့ home ဆိုပြီးတော့ key ကိုခေါ်မယ် property က home ပေါ့နော်ကြိုက်တယ်လို့ပြောပါ key ပဲပြော properties ပဲပြောဆိုတော့ value မှာတော့ကျွန်တော်တို့ text widget လေးခေါ်ထည့်မယ်သူ့ရဲ့အတွင်းထဲမှာ hello hello flutter flutter ဆိုပြီးထည့်လိုက်မယ်ဒါဆိုလို့ရှိရင် hello flutter ဆိုတဲ့စာသားလေးစာတွေ့ရပြီဆိုတော့အခုထိကရှေ့သင်ခန်းစာကိုပြန်လုပ်နေတာမိတ်ဆွေတို့လည်းမှတ်မိအောင်ပေါ့နော်လေ့ကျင့်ရအောင်လိုက်လုပ်ပေးနေတာဆိုတော့ဒါပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာတခုပြောချင်တာရှိတယ်ပေါ့နော်ဒီနေရာမှာမိတ်ဆွေတို့မြင်လားမသိဘူး debug ဆိုတဲ့ဒီစာသားလေးဒီနားမှာရှိတယ်เนาะဒီမှာ debug ဆိုတာ screen ရဲ့ down လေးမှာဆိုတော့အဲ့ဒီ debug ကဒီ material app ရဲ့အတွင်းထဲကတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီ material app လေးကိုတစ်ချက်နှိပ်လိုက်ဒီ material app ရဲ့အတွင်းထဲက debug show checker move banner ဆိုတဲ့ဒီ banner စာတန်းလေးလာပေါ်နေတာသူက true ပေးထားလို့ဒီလိုပေါ်နေတာကိုကမပေါ်စီခြင်းဘူးဆိုလို့ရှိရင်ဒီနေရာမှာမပေါ်အောင်လုပ်လို့ရတယ်ဆိုတော့မပေါ်စီခြင်းကျွန်တော်ရှေ့မှာပဲရေးလိုက်မယ်နော်ဒါလေးကိုဆိုတော့ debug လို့ရိုက် de နော် de ပဲရှိသေးတယ်ပေါ်လာပြီဒီနေရာမှာ debug show check move banner ဆိုတော့တန်ဖိုးက boolean နဲ့လက်ခံထားတာဆိုတော့ true false ထည့်ပေးလို့ရတယ်မပေါ်စီခြင်းတဲ့အတွက် false ကိုရွေးပေးလိုက်မယ်ဒါဆိုလို့ရှိရင်အဲ့ဒီ banner လေးပျောက်သွားတယ်ရမယ်နော်ဆိုတော့ဒါကbanner ဖြောက်မယ်ဆိုလို့ရှိရင်ခုလိုဖြောက်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာရေးသားတဲ့ဒီ home text ပေါ့နော်ဒါမျိုးရေးသားတာကိုမလုပ်တော့ဘူးဒီ text ကိုဒီနေရာမှာမရေးတော့ဘူးဒီ home ရဲ့ value ကိုဘာထည့်ပြီးတော့မလဲဆိုတော့ကျွန်တော်တို့ scaffold ဆိုတဲ့ widget ထည့်ပြီးတော့မယ် scaffold scaffold okay ဒီတော့ scaffold ဆိုတဲ့အကြောင်းသိဖို့လိုပြီscaffold ဆိုတာဘာလဲပေါ့နော် scaffold ဆိုတာ widget တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုး Flutter application တွေဖန်တီးတဲ့နေရာမှာဒီ user မြင်ရတဲ့ UI ပေါ့နော် UI interface ရုပ်ထွက်ပိုင်းဆိုင်ရာမှာအခြေခံကျတဲ့အလွှာတစ်ခုအနေနဲ့ဒီ scaffold ကလှုပ်ဆောင်ပေးတယ်ဒါကြောင့်မလို့ scaffold widget ကအရေးကြီးတဲ့အထက်မှာပါတယ်သူ့ရဲ့အတွင်းထဲမှာဘာတွေသုံးလို့ရလဲဆိုရင်မိတ်ဆွေတို့ဒီလိုထောက်ကြည့်လို့ရတယ်ပေါ့နော်ဒီလိုထောက်ကြည့်မယ်ဆိုလို့ရှိရင် app bar နော် bodyပြီးပြီဆိုလို့ရှိရင် floating action button เนาะ drawer button sheet ပြီးတော့ရင် button navigation bar စသဖြင့်ပေါ့เนาะသုံးလို့ရတယ်အများကြီးရှိပါတယ်အဲ့တော့အဲ့ထဲကနေမှကျွန်တော်တို့ဒီမှာပေါ့เนาะapp bar ရယ် body ရယ် floating action button ရယ်အဲ့သုံးခုပေါ့เนาะဒီမှာပြန်ကြည့်မယ်ဆိုရင် app bar ရယ် body ရယ် floating action button ဒီသုံးခုပေါ့နော် sorry မရအောင်လည်းဒီတိုင်းပဲပြလိုက်မယ်နော် add bar ရယ် body ရယ် floating action button ဒီသုံးခုကိုထည့်ပြီးလေ့ကျင့်သွားမယ်ဆိုတော့ပထမအဦးဆုံး body လေးအရင်စထည့်မယ်နော်ဆိုတော့
ဒီတွင်းထဲမှာ body ထဲမှာဖြစ်တဲ့အတွက် enter ခောက်မယ်အဲ့တော့ရှင်းရှင်းလင်းလင်းဖြစ်အောင်ပေါ့နော်ဒီတစ်ချောင်းမှာဒီလို key value ပုံစံ property value ပုံစံအဲ့လိုပဲရိုက်သွားမယ်ဆိုတော့အခုရိုက်မှာကသူ့ရဲ့အတွင်းထဲက body ကိုရိုက်မယ်ဆိုတော့ body ကိုရိုက်ရင်ဒီမှာဘာထည့်လို့ရလဲဆိုတော့ widget တစ်ခုထည့်လို့ရတယ်ပေါ့နော်ကျွန်တော် text ကိုပဲပြန်ထည့်လိုက်မယ်စောနာဒီ home မှာထည့်ခဲ့တဲ့ text ကို home မှာလာမထည့်ပဲနဲ့ scaffold ရဲ့အတွင်းထဲကဒီ body ထဲမှာလာထည့်ပေးလိုက် okay ဒါဆိုလို့ရှိရင်နောက်ခံအဖြူအောင်ချက်ချင်းပြောင်းလဲသွားတာတွေ့ရတယ်အမေးမဟုတ်တော့ဘူးပေါ့နော်ဆိုတော့မိတ်ဆွေကဒီနေရာမှာ body မတီဆောက်ဖဲနဲ့body မတီဆောက်ဘူးပေါ့နော်ပြန်ဖြတ်လိုက်မယ် body မတီဆောက်သေးဘဲနဲ့ဒီ scaffold ပဲထည့်ရုံနဲ့တင်သူကအဖြူအောင်ပြောင်းလဲသွားတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ scaffold ရဲ့အတွင်းမှာလည်းကျွန်တော်တို့ body text hello flutter ထည့်လိုက်ရင်လည်း hello flutter လေးလာပေါ်နေတာတွေ့ရတယ်ဒါပေမဲ့တေချာကြည့်ကြည့်တော့ဒီ hello flutter ကဘာဖြစ်နေလဲဆိုတော့ဒီနောက်မှာနာယီကိုသွားပြီးနှောက်ရှက်နေဒီနောက်မှာနာယီလေးရှိတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ wifi တို့ internet တို့ phone battery တို့ဒီဘားလေးပေါ့နော်အဲ့ဒီနေရာကိုသွားပြီးနှောက်ရှက်နေတယ်နှောက်ရှက်နေတော့ကြည့်ရတာစလုံးတွေထပ်ပြီးတော့အဆင်မပြေဘူးဖြစ်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးမဖြစ်စေချင်ရင်မိတ်ဆွေကထည့်သွင်းပြီးရေးသားလို့ရတဲ့နည်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ save area ဆိုတဲ့ဒီ widget ပေါ့နော်အဲ့ဒါကိုထည့်ပြီးရေးလို့ရတယ်အဲ့တော့ဒီနေရာမှာအဲ့ဒါလေးကိုထည့်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ enter ခောက်လိုက်မယ်ဆိုတော့ body မှာဒီ task ကဝင်နေတယ်ဒီ task ကိုမထည့်သေးဘဲနဲ့ပြန်ဖြတ်မယ်အဲ့နေရာမှာဘာရေးရမလဲဆိုတော့ save area ဆိုပြီးခေါ်ရမှာ save area okay ဒီတော့ save area ရောက်လာပြီဆိုတော့ तू ကတခါတည်းပါလာတာ child ဆိုတဲ့သူ့ရဲ့သားသမီးအဖြစ်နဲ့ key value အနေနဲ့ဝင်လာပြီပေါ့နော်ဆိုတော့ဒီ save area လေးကိုတစ်ချက်ထောက်ကြည့်လိုက် okay ဒါမျိုးလေးတွေ့ရပြီเนาะဒီနေရာမှာ save area ကတေချာပေါက် stateless widgets ကို extend လုပ်ထားတဲ့အတွက် तू က widget တစ်ခုဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့ယူသုံးလို့ရပြီပေါ့နော်ဆိုတော့ဒီ child ဆိုတဲ့ key ရဲ့နောက်မှာ value ကိုစောနာ text widget ကိုထည့်ပေးလိုက်ပြီးရင် save မှတ်လိုက်ဒါဆိုရင်ဒီနေရာမှာ hello flutter ဆိုတဲ့စာသားလေးကအပေါ်ကိုသွားပြီးမနှောက်ယှက်တော့ဘဲနဲ့အောက်ကိုချက်ချင်းပြုတ်ကျလာတာကျွန်တော်တို့တွေ့ရတယ်ဟိုးပေါ်ကြီးသွားပြီးတက်မကတ်တော့ဘူးပေါ့နော်ဆိုတော့သိထားရမှာက save area ကိုသိရမယ်เนาะ save area ဆိုတာဘာကိုပြောတာလဲ save area ဆိုတာကကျွန်တော်တို့ဒီပုံမှာဆိုရင်နိုင်လေးတွေဒီ wifi လေးတွေ internet ပုံလေးတွေ battery လေးတွေစသဖြင့်ပေါ့နော်ဖုန်းတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့ဒီလိုမျိုးပေါ်ပြနေတဲ့ဒီအပေါ်နားနေရာလေးเนาะပြီးတော့အောက်မှာဆိုလို့ရှိရင်လည်းအောက်နားမှာရှိမဲ့နေရာလေးเนาะအဲ့နေရာတွေကိုသွားပြီးတော့မနှောက်ယှက်တော့ဘဲနဲ့เนาะသူ့ဘာသာသူနေရာလေးပေါ့เนาะတိတိတတ်တန်လေးယူသွားတယ်เนาะအဲ့လိုမျိုးဟာကိုဒီနေရာမှာ save area လို့ခေါ်တယ်ကျွန်တော်တို့CSS သင်ခဲ့တုန်းကဆိုရင်ပေါ့เนาะဒီ margin 0 padding 0 box sizing border box စသဖြင့်အဲ့လိုမျိုးယူတယ်လို့ပေါ့သူကလည်းအဲ့လိုမျိုးယူသွားတယ်ဒါပေမဲ့သူကကြတော့ဘာဖြစ်သွားလဲဆိုတော့auto ပေါ့เนาะကန်သွားတယ်ဒီနေရာမှာပြောရမယ်ဆိုလို့ရှိရင် margin လေးတွေ padding လေးတွေပေါ့เนาะ auto ကန်သွားတဲ့ပုံစံဖြစ်သွားတယ်ဆိုတော့အဲ့ဒါကိုသေချာသိချင်ခုနကဒီကောက်ပေါ့เนาะဒီ save area ကိုမင်းဆိုထောက်ကြည့်လိုက်ရင်ဒီမှာတွေ့လိမ့်မယ်ဆိုတော့ तू ကဘယ်ဘက်ကိုလဲ true ပေါ့เนาะအပေါ်ဘက်ကိုလဲ true ဆိုတော့ဒီပတ်လေးကန်ထားတာပေါ့เนาะဒီကန်ထားတဲ့ left top right bottom ဆိုစသဖြင့်အဲ့ဒါတွေအကုန်လုံး तू true ပေးထားတယ်အဲ့ဒါမိတ်ဆွေကမလိုချင်ဘူးပေါ့เนาะဒီလိုမျိုးကြီးမဖြစ်စေချင်ဘူးဒီနာကြီးကိုသွားနှောက်ယှက်ပါစေပေါ့เนาะဟိုးအပေါ်ဆုံးကြီးမှာသွားပြီးတက်ကတ်ချင်တယ်ဆိုရင်ဒီ top ကို false တာပြန်ထားလိုက်ဒီမှာပေါ့เนาะ save area ရဲ့ဒီအတွင်းထဲမှာဒီ chain ဒါမှမဟုတ်ဒီနောက်မှာရေးလဲရတယ်ဒီနောက်မှာနမူနာထည့်ပြမယ်เนาะဆိုတော့ top top เนาะဒီမှာ top ဆိုရင်ကျွန်တော်ဒီမှာ boolean နဲ့ပေးလို့ရတယ်ဘာထားမလဲဆိုတော့ false ထားလိုက်သူကဒီမှာ true ထားတာပေါ့เนาะအဲ့ဒါကို false ပြန်ထားလိုက် false ပြန်ထားလိုက်ရင်တက်ကတ်သွားတယ်တွေ့လားသွားနှောက်ရှက်နေအဲ့တော့ဆိုလိုတာက save area ရဲ့သဘောတရားကဒီအပေါ်ကဒီဘားတွေအောက်ကဘားတွေကိုသွားပြီးမနှောက်ရှက်အောင်လို့ margin လေးတွေကန်ပေးထားတာမျိုးသူ့ဘာသာသူ auto ပေါ့နော်ဒီနေရာမှာအလုပ်လုပ်သွားတယ် true လေးတွေထားပေးထားတာအဲ့ဒါကိုသွားပြီးတော့ခုလိုမျိုး false လေးသွားထိုက်လိုက်တာနဲ့ဒီမဲ့ငကိုပုံစံပြန်ဖြစ်သွားတယ်အဲ့တော့ save area ကြီးသုံးတာအလကားဖြစ်သွားတယ်ပေါ့ဒါမဲ့လိုအပ်တယ်သုံးချင်တယ်ဆိုရင်တော့ဒီလိုမျိုးသုံးလို့ရတယ်ပေါ့နော်ဒါကသိရအောင်ပဲပြပြတာပါဆိုတော့ဒီလိုကြီးတော့မသုံးပါဘူး okay ဆိုတော့ဒါက
save area အကြောင်းပြောသွားတာပါဒါပေမဲ့ပေါ့နော်မိတ်ဆွေကဒီ save area ကြီးကိုမလုပ်ချင်ဘူးเนาะ save area ကြီးကိုမထားချင်ဘူးတခြားနီးလန်းရှိလားလို့ဆိုရင်တခြားနီးလန်းလည်းရှိပါတယ်ဒီ scaffold မှာကျွန်တော်တို့ app bar ဆိုတာရှိဒီ app bar ကိုသုံးလိုက်တာ ਨੇ ဒီ save area သုံးစရာမလိုတော့ဘဲねပေါ့နော်သူက app bar နေရာယူပြီးသွားတဲ့အတွက် auto adjust လုပ်ပြီးသွားတဲ့ပုံစံမျိုးကျွန်တော်တို့ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ save area မသုံးတော့ဘူးပြန်ဖြတ်မယ်ဒါသိရအောင်ပြောပြတာ save area သုံးရင်သုံးလို့ရတယ်ဆိုတာသိအောင်ပြောပြတာဆိုတော့ဒီနေရာမှာပြန်ဖြတ်လိုက်မယ်ဖြတ်ပြီးသွားရင်ဒီ body မှာဘာထည့်မလဲဆိုတော့ဟိုဟာထည့်မယ်ပေါ့ body မှာကျွန်တော် text ပဲထည့်မယ်เนาะဓာတ်ရိုက်ပဲထည့်လိုက်မယ်တွားတော့နှောက်ရှက်နေမယ်ဆိုတော့ခွင်းတစ်ခွင်းကပိုးနေတာ okay เนาะဒါငကိုမူလပုံစံပြန်ဖြစ်သွားပြီเนาะ save area မှာပါတဲ့ပုံစံပြန်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဘာသုံးတော့မလဲဆိုတော့ app bar သုံးတော့မယ်ဒီကောင်ထောက်လိုက်ဒီနေရာမှာ app bar ဆိုတာရှိတယ်အဲ့တော့ဒီအပေါ်မှာ enter ခေါက်မယ် app bar ကိုယူမယ် app bar ကိုခေါ်ရတဲ့ key က app bar ပဲပေါ့နော်ဒီစာသားပဲအဲ့တော့ဒီနေရာမှာ app app b ရပါ app bar ကိုခေါ်ပြီးသွားရင်ဒီဘက်မှာလည်း app bar ပဲပြန်ခေါ်နော် app bar ပဲဒါလေးပဲပြန်ခေါ်လိုက် okay ပြီးရင် save မှတ်လိုက်အောက်ကျသွားပြီဆိုတာအဲ့ဒါဒီနေရာမှာ app bar လေးဝင်လာလို့ဒီနေရာမှာ app bar လေးဝင်လာလို့ဒါပေမဲ့အခုမသိတာဘာလို့မသိတာလဲဆိုတော့ကျွန်တော်တို့ကအယောင်မထည့်ထားလို့ဆိုတော့အယောင်လေးထည့်လိုက်ရင်ပိုသိတာသွားမယ်အဲ့တော့ app bar မှာဘာတွေသုံးလို့ရလဲဆိုတော့ app bar မှာသုံးလို့ရတာတွေက title တွေရှိတယ်เนาะပြီးရင် color ပေါ့နော်ဒီမှာ color တွေရှိတယ်နောက် background color ရှိတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာပထမဦးဆုံး title လေးစသုံးမယ်ဆိုတော့ဒီ app bar ရဲ့အတွင်းထဲမှာ title လေးတိုက်တယ်အဲ့တော့သတိထားနော်မိတ်ဆွေတကြောင်ရေးတိုင်းမှာဒီလိုမျိုးတကြောင်ရေးတိုင်းဒီလိုတကြောင်ရေးတိုင်းမှာ property value ဒီလိုတကြောင်ချင်းစီပဲရေးသွားတယ်နော်ဒါပေမဲ့သိထားရမှာလေဒီ app bar မှာရေးမဲ့ကောင်ကသူ့ GUIN ထဲမှာပဲရှိရမယ်အဲ့တော့မျက်စိကအာယုံတော့တော်တော်စိုက်ရတယ်ဒီ GUIN ထဲမှာပဲရှိရမယ်သူ့ GUIN ပြင်ပရောက်သွားရင် error တက်နေမှာဆိုတော့ဟိုနည်းနည်းပေါ့နော်အစဆိုတော့ရေးရတာနည်းနည်းလေးတော့ခံမယ်အဲ့ဒါလေးသတိထားပြီးရေးပြီးနောက်ရေးပါများရင်တော့သိလာနိုင်မယ်အဲ့တော့ app bar ကိုရေးကျင်နေဆိုရင် app bar ကို GUIN ဖွင့်လိုက်သူ့ရဲ့ key ကလည်း app bar ပဲတကယ်လို့မသိဘူးဆိုရင်ဒီလိုထောက်ကြည့်ရင်ဒီနေရာမှာတွေ့လိမ့်မယ်ဆိုတော့အခုကျွန်တော်တို့သုံးမှာ app bar တွေက title ကိုသုံးပါเนาะဒါကြောင့်မလို့ဒီနေရာမှာ title လေးကိုယူလိုက်တယ် title ပြီးသွားရင်ဗာထည့်လို့ရလဲဆိုတော့စဉ်းစားကြည့်ပေါ့နော် title ဆိုတာကကျွန်တော်စာသားတွေထဲမှာအဲ့ဒါဆိုရင် text widget ပဲသုံးရမှာပဲเนาะအဲ့တော့ text widget ကိုသုံးမယ်ဆိုတော့အဲ့ဒီနေရာမှာဘာစာသားထည့်မလဲဆိုတော့ my application လို့ရိုက်ကိုကြိုက်တယ်လို့ရပါတယ်ဒါကကိုထည့်ခြင်းတဲ့စာသားထည့်တာပဲဆိုတော့ my application ထည့်လိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာ my application ပေါ်လာတယ်ဆိုတော့မမြင်သာဘူးပေါ့နော်ဟိုဒီလိုမျိုးကြီးကလှလည်းမလှအဲ့တော့ကျွန်တော်အယောင်လေးထည့်မယ်ဆိုတော့ add bar မှာအယောင်ထည့်ခြင်းတယ်ဆိုရင် background color ထည့်လို့ရတယ်ဒါက key ပေါ့နော်ဒါသုံးရမယ့် key ဒီမှာမြင်နေရပြီအဲ့တော့ app bar မှာ title တစ်ခုသုံးပြီးဆိုရင် comma ကုတ်ဖို့မမေ့နဲ့နောက်တစ်ခုရေးမယ်ဆိုရင်လည်းဒီဘက်မှာဆက်မရေးနဲ့ပေါ့နော်ဒီလိုမျိုးကြီးဆက်မရေးနဲ့ enter ခေါက်ရှင်းလင်းဖြစ်အောင်ပေါ့နော် background color ဘာရောင်ထည့်မလဲပေါ့နော်ကျွန်တော်တို့ရှေ့သင်ခန်းစာမှာလည်းအယောင်ထည့်တဲ့ဟာတွေလေ့ကျင့်ပြီးသွားပြီ color colors ပြီးတော့ dot နဲ့ကျွန်တော်တို့ခေါ်ရမယ်အပြာရောင်လေးပဲထည့်လိုက်မယ်အောက်မှာ light blue လေးရှိတယ်မိတ်ဆွေတို့ကတော့ကိုကြိုက်တဲ့အယောင်ထည့်လို့ရတယ်ဒါဆိုရင်ခုလိုမျိုးလေးတွေ့ရပြီဒါဆိုတေချာပေါက် app bar ကိုမြင်ရပြီပေါ့နော်ဒီလို app bar ထည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ရဲ့ဒီ hello flutter ရေးထားတဲ့ဒီစာသားလေးကတွားပြီးတော့ဟိုးပေါ်မှာတော့ကတ်တာတွေနှောက်ယှက်တာတွေမဖြစ်တော့တဲ့အတွက်ကျွန်တော်တို့ save area မသုံးခြင်းနဲ့ရသွားတယ်เนาะဆိုတော့ save area ကိုပုံမှန်ဆိုရင်ထည့်သုံးရမှာ app bar ပါလာတဲ့အတွက်ထည့်သုံးစရာမလိုတော့ရမယ်เนาะဆိုတော့ဒီ app bar ကို widget ဟုတ်ရဲ့လားဗောနော်သိကျင်တယ်ဆိုတစ်ချက်ထောက်ကြည့် app bar မှာသုံးလို့ရတဲ့ဒီတန်ဖိုးတွေဖတ်ကြည့်လို့ရတယ် title တွေသုံးလို့ရတယ်เนาะ Sona လို background color တွေထည့်လို့ရတယ် color တွေလည်းထည့်လို့ရမယ်เนาะအစုံပဲသုံးလို့ရမယ်မိတ်ဆွေတို့ဖတ်ကြည့်ပြီးရင် app bar ကဘယ်သူ့ကို extend လုပ်ထားရလဲ stateful widget ကို extend လုပ်ထားတာအဲ့တော့သိကြတယ်ဗောနော် widget တစ်ခုဖြစ်တာသိကြတယ်ဆိုတော့အခုမြင်တွေ့ရတဲ့ဒီစာသားဗောနော် my application ကဒီဘယ်ဘက်ကိုကတ်နေကျွန်တော်ခလဲကိုပို့ခြင်းလဲဆိုရင်ထုံးစံအတိုင်းဒီက text လေးကိုတစ်ချက်ထောက်ဒီက midi လေးနှိပ်လဲရတယ် control dot နှိပ်လဲရတယ် center လေးနဲ့အုပ်လိုက် center လေးကိုသူ့သားသမီးဖြစ်နေအုပ်လိုက်ပြီဆိုလို့ရှိရင်ခလဲရောက်သွားပြီနောက်တစ်ခုထပ်လုပ်ချင်တာကဒီအောက်နားလေးမှာပေါ့နော်ကျွန်တော်တို့ floating action button ဆိုတာလေးထပ်ထည့်ခြင်းတယ်ဆိုတော့ဒီ scaffold လေးကိုမိတ်ဆွေတို့ထောက်ကြည့်ဒီနေရာမှာကျွန်တော်တို့ body လုပ်ပြီးသွားပြီပေါ့နော် body ဆိုပြီးတော့ဒီမှာစာသားလေးထည့်ပြီးသွားပြီ
ဒီခါထည့်ထည့်ချင်တာက floating action button လေးထည့်ထည့်ချင်တယ်အဲ့တော့သတိထားမှာကဂွင်းနေပါဒီလက်သေးဂွင်းနေအရန်ရှုပ်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဆိုတော့ရေးသားတဲ့ပုံစံကတော့မိတ်ဆွေတို့သိတယ် key value ဒါမှမဟုတ်ရှင်လည်း property value ဒီလိုမျိုးပဲရေးသားတာပဲတကြောင်ကိုတစ်ခုစီပဲရေးနေတာဒါပေမဲ့ဂွင်းနေအရန်ရှုပ်တယ်ပေါ့နော်ကျွန်တော်အခုရေးမှာကဒီ scaffold ရဲ့အတွင်းထဲက floating action button ကိုခေါ်ချင်တာဒီတော့ scaffold ရဲ့ဂွင်းကအဝါရောင်ဂွင်းပါနော်ဒီအဝါရောင်ဂွင်းအတွင်းထဲမှာကျွန်တော်တို့ရေးလို့ရတယ်အဲ့ဒါကိုမိတ်ဆွေကအဲ့မှာမရေးဘဲနဲ့ပေါ့နော်ဒီပန်းရောင်ဂွင်းပေါ့ဒီ app bar အတွင်းထဲမှာတွားရေးလိုက်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ error တက်နေလိမ့်မယ်အဲ့တော့ဒီနေရာမှာရေးကြည့် float float တောင်မှမပေါ်ဘူးပေါ့နော် suggestion လည်းမကြောက်ဘူးဒီလို suggestion မကြောက်ဘူးဆိုရင်သိကြတယ်မှားနေလို့အဲ့လိုမှမဟုတ်ဘဲနဲ့လေဒီအဝါရောင်ဂွင်းနဲ့ရှိရမယ်ဟာအဝါရောင်ဂွင်းရဲ့ပြင်ပဒီလိုနေရာမှာပေါ့နော် floating ဆိုပြီးတွားခေါ်ကြည့် floating ဆိုပြီးတွားခေါ်ကြည့်မရဘူးပေါ့နော်သူလည်းဒီမှာ suggestion အနေနဲ့ဒါ VS Code ကနေပြထားတယ်ဒီနေရာမှာ scaffold ကဒီနေရာမှာပဲရှိတာအဲ့တော့ဒီကြားထဲမှာပဲဖြစ်နေရเนาะကျွန်တော်တို့ဒီ suggestion တွေကိုအမြဲတမ်းကြည့်နေဖို့လိုတယ်ဒီလိုတွားထင်ခေါ်လို့လည်းမရဘူးအဲ့တော့နောက်ပိုင်းဂွင်းတွေကတဖြည်းဖြည်းနဲ့ရှုပ်လာနိုင်တယ်အဲ့တော့သတိထားပါဆိုတော့အခု scaffold ကဒီမှာရှိတဲ့အတွက်ဒီ body ရဲ့အောက်ကနေဆက်ရေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒီ body ရဲ့အောက်နားလေးမှာထည့်ချင်တာမလို့ဆိုတော့ရေးသားမယ့်ပုံစံကလည်းရေးသားမယ့်ပုံစံကလည်းဒီနေရာမှာ floating action button ဆိုတဲ့ key ပုံစံနဲ့ခေါ်ရမယ် FL ဆိုတာ F ဆိုတာနဲ့တော့မပေါ်နေပါဘူးเนาะဒီနေရာမှာ floating action button ထိတ်ဆုံးပဲဆိုတော့ tab လေးတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင် floating action button လေးတွေ့ရမယ်ဆိုတော့ထည့်ပေးရမယ့် widget ရဲ့ဒီ name value ကလည်းပဲ FLOAD floating action button ပဲဒါပေမဲ့မပေါ်သေးဘူးပေါ့နော်မပေါ်သေးဘူးဆိုရင် FLOAD floating လေးရိုက်ပြီးလိုက်ဒါဆိုရင် floating action button ပေါ်လာပြီဒီနေရာမှာတစ်ခါတည်းပါလာတာက on press ဆိုပြီးပါလာပြီပေါ့နော်ဆိုတော့ဒီကောင်လေးကိုဝင်ထောက်ကြည့်ခြင်းလည်းကြည့်လို့ရပါတယ်သူ့ရဲ့ဒီစောက်ပုံပေါ့နော်ဆိုတော့သူကလည်း stateless widgets ကနေမှ extend လုပ်ထားတာဖြစ်တဲ့အတွက်တေချာပေါက် widget ဖြစ်တယ်ယူသုံးလို့ရတာတွေကသူ့အထက်မှာ key တွေရှိတယ် chain တွေရှိတယ် tooltip တွေရှိတယ်အများကြီးပဲပေါ့နော်ဒါတွေဖတ်ကြည့်ကြည့်လိုအပ်ရင်ယူသုံးမယ်ပေါ့နော်လောလောဆယ်တော့သူအထက်မှာ Sona ပါသွားတာကကျွန်တော်ဒီမှာတွေ့လိုက်တာက on press ပေါ့နော် on press ဆိုတာတခုခုနှိပ်ရင်ပေါ့ဆိုတော့ဒီနေရာမှာ save မှတ်လိုက်မယ်save မှတ်လိုက်တော့ဒီမှာဘာမှတော့လာမပေါ်သေးဘူးအဲ့တော့ကျွန်တော်တို့ဒီနေရာမှာ on press ကိုတခုခုနှိပ်ဖို့အတွက်ထည့်ပေးရမယ်ဆိုတော့ဘာထည့်မလဲဆိုတော့ icon လေးထည့်မယ်ဆိုတော့ဒီနောက်မှာ comma လေးကုတ်မယ် comma လေးကုတ်ပြီးရင်ဆက်ရေးရင်ပေါ့နော်ရှုပ်မှာဆိုလို့ဒီနေရာမှာ enter လေးခောက်လိုက်မယ်ဒီမှာလည်းဘာမှမလုပ်သေးဘဲနဲ့ enter ထပ်ခောက်မယ်ရှင်းသွားပြီဆိုတော့မှရေးမယ်ပေါ့နော်ဒီနေရာမှာဘာထည့်မလဲဆိုတော့သူ့အတွင်းမှာထည့်လို့ရတယ်ကြည့်ပေါ့နော်ဒီနေရာမှာchain เนาะဒီ chain ကနေမှ UV icon ထည့်ရမှာအဲ့တော့သတိထားမှာ chain ဆိုပြီးတော့ key ကိုခေါ်ရမယ် okay chain ရောက်လာပြီ chain ပြီးပြီဆိုရင်ကျွန်တော်ခေါ်လို့ရတာ icon မှာ ICON icon အဲ့တော့အစဆိုတော့ဘာဒီခေါ်ရလို့ခေါ်ရမှန်းသိမှာမဟုတ်ဘူးမှတ်တော့ထားရမယ်ပေါ့နော်နောက်လုတ်ရင်းနဲ့လည်းဒါရသွားမှာပါဆိုတော့ icon ဆိုပြီးတော့ကျွန်တော်ခေါ်မယ်ဒါဆို icon ရောက်လာပြီပေါ့နော်ဒီ icon အောင်ဘာလဲတစ်ချက်ထောက်ကြည့်မယ်ဆိုတော့ icon ကလည်း stateless widgets ကနေယူထားတာဖြစ်တဲ့အတွက်သူလည်း widget ပါပဲเนาะဒါကြောင့်မလို့ပြောတာပေါ့ကျွန်တော်မြင်တွေ့ရတဲ့ဟာတွေအကုန်လုံးကဒါ widgets တွေကြီးပဲဆိုတော့သူ့ရဲ့အတွင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်ထပ်ခေါ်လို့ရတာက icon ဆိုပြီးခေါ်လို့ရပါတယ်အဲ့တော့ဒီကနေမှထပ်ခေါ်မယ်ဆိုတော့ထပ်ရေးရမှာလဲ ICON ads ပေါ့နော် icon တွေကမှ dot နဲ့ကျွန်တော်တို့ခေါ်မယ်ဘာကိုခေါ်မလဲဆိုတော့ add add ဆိုပြီးထည့်လိုက်ပါဆိုတော့ save မှတ်လိုက်ဒါဆိုလို့ရှိရင် तू က icon ပုံလေးထွက်ရမယ်ပေါ့နော်ဒီလိုမထွက်နေဘူးဆိုရင်ဒီမှာ reload လေးတစ်ချက်လုပ်ကြည့်လိုက်အော်ဒီမှာ error တက်နေရဗျအဓိကပြဿနာကဒီ on press ကိုမဖြည့်ရှင်းသေးလို့အဲ့တော့ဒီ on press ကိုကျွန်တော်တို့ဖြည့်ရှင်းရမယ်အဲ့တော့ပုံမှန်ဆိုရင်ကျွန်တော်တို့မှာ button နှိပ်လိုက်ရင်ဘာလုပ်မှာလဲတခုခုလုပ်ရမယ်ပေါ့နော်တခုခုဖြစ်စေချင်တာလုပ်ရမယ်ဒါပေမဲ့ဒီမှာတော့အများကြီးလုပ်တာမျိုးမထည့်တော့ဘဲနဲ့အလွယ်ပေါ့နော်အောက်ပေါ်လေးတခုပဲထုတ်ပြမယ်အဲ့တော့လက်သေးကွင်းလေးနဲ့ရေးမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာထုတ်မလဲဆိုတော့ print ထုတ်မယ်เนาะဒီနေရာမှာ arrow function လေးပဲသုံးလိုက်မယ်တူတူတောင်းတောင်းဖြစ်သွားအောင်လို့ print print အဲ့ဒီ print မှာကြိုက်တာရေးလို့ရတယ်ကျွန်တော်တို့ high လေးတစ်လုံးပဲရေးပေးလိုက် okay ဒါဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ထည့်လိုက်တဲ့ icon.add ဆိုတဲ့အပေါင်း button လေးကိုတွေ့ရပြီကျွန်တော်တို့ဒီနေရာမှာသူ့ကိုနှိပ်တိုင်းပေါ့နော် on press လုပ်တိုင်းမှာ event တစ်ခုထည့်ပေးထားတယ်ပေါ့ high ဆိုတာတွေ့ရမယ်ပေါ့ဆိုတော့ဒီမှာတော့ error ပြနေတယ်ပေါ့နော်ဘာပြတာလဲဆိုတော့အဲ့လိုမျိုးကြီး print မထုတ်တင်ဘူးပေါ့နော်ဒီ production code မှာဆိုရင်ဒီလိုမျိုးအောက်ပေါ်ကြီးမထုတ်တင်ဘူးပေါ့နော်အဲ့တော့လောလောဆယ်တော့ခဏထုတ်ထားလိုက်မယ်ဗျာလောလောဆယ်ကျွန်တော်ဒီဟာလေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုတော့ save မှတ်ပြီးပြီဆိုတော့နှိပ်လို့ရတယ်အဲဒီမှာ
ဆိုတော့အဲဒီမှာပေါ်တော့ပေါ်တယ်ဗျာနော်ကုတ်တွေကများနေတယ်အဲ့တော့ဒီကောင်အပေါ်တင်လိုက်မယ်ဆိုတော့ high ဒီမှာနော် high လေးပေါ်သွားတယ်ဆိုတော့တစ်ချိန်ထဲမှာလည်းလုတ်သွားတဲ့အလုပ်တွေကအရင်များတော့ high ပျောက်သွားအပေါ်ရောက်သွားပြီဒီမှာနော်ဆိုတော့သူပြောသလိုပေါ့ဒီကောင်ကတော့လောလောဆယ်ဒီလိုမျိုး output ထုတ်ပြီးတော့တွဲမသုံးသင့်ဘူးဒါပေမဲ့ကျွန်တော်တို့ကလည်းစမ်းတာဆိုတော့မိတ်ဆွေမြင်ရအောင်ပေါ့နော်သိရအောင်စမ်းပြတာဆိုတော့လောလောဆယ်တော့ဒီတိုင်းပဲခဏသုံးလိုက်မယ်ဒီမှာနှိပ်တိုင်းဒီမှာနှိပ်တိုင်းမှာဒီ high လေးကဒီမှာထွက်နေမှာတွေ့ရတယ်ပေါ့နော် okay ရမယ်ထင်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ floating action button လေးထည့်တာလည်းပြောပြီးသွားပြီဆိုတော့ဒီ floating action button ကဘယ်သူ့ထဲမှာဝင်ထည့်တာလဲဆိုတော့ကျွန်တော်တို့ဒီ scaffold ထဲမှာပဲဝင်ထည့်သွားတာเนาะနောက် body နဲ့လည်းကျွန်တော်တို့ text ထည့်ထားတယ်ဒါပေမဲ့ဒီ text ကခုလိုမျိုးကြီးကြည့်ရတာအဆင်မပြေဘူးမလှဘူးပေါ့နော်ဒီခလဲကောင်မှာပေါ်ခြင်းနေဆိုရင်မိတ်ဆွေတို့လုပ်တတ်တယ်ပေါ့နော်ဒီ text လေးကိုတစ်ချက်ထောက်ဒီ MIDI ပုံလေးကိုနှိပ်လိုက်ပြီးဆိုရင် wrap with center ရှိတယ်เนาะသူ့သားသမီးအဖြစ်နဲ့ center တွေကိုကောက်ထည့်သွားတယ်ပြီးတော့ save မှတ်လိုက်တာနဲ့တင်ခလဲရောက်သွားလိမ့်မယ်ဆိုတော့အဲ့ဒါပြီးသွားတဲ့နောက်မှာထပ်ပြင်ချင်တာတွေပြင်လို့ရတယ်ပေါ့နော်ဒီ text ရဲ့အတွင်းထဲမှာမိတ်ဆွေကဗာပြင်ချင်တယ်ဥမာ enter ခေါက်လိုက်မယ်နော်ပေါ်မှာကုတ်ပြီးတော့ okay ဒီမှာထပ်ပြင်ချင်တာတွေပြင်မယ်ပေါ့နော်ဥမာဗာပြင်မလဲဆိုလို့ရှိရင်ဒီမှာထောက်ကြည့်ပေါ့နော် style ရေးသားရမယ် style နဲ့ကျွန်တော် text style ဆိုပြီးရေးသားမယ်အဲ့တော့ဒီမှာ style style ပြီးရင် text style ဟိုမှာ color ပြင်မယ်ဆိုလို့ရှိရင် color ပေါ့နော် color color ဆိုရင် colors ထဲကမှဘာရောင်ထားမလဲအနီရောင်ပြောင်းထားမယ်ဆိုပါစို့ဒါဆိုလို့ရှိရင် red ပေါ့နော် red okay အနီလေးပြောင်းသွားပြီဆိုတော့အဲ့ဒါဟိုမှမကြိုက်သေးဘူးပေါ့နော်ဘာထပ်လုပ်ချင်သေးလဲဆိုတော့font size တွေပါထပ်ထည့်ချင်သေးတယ်ဆိုရင် font size ဘယ်လောက်ထားမလဲ30လောက်ထားမယ်ဆိုရင် okay ဒါမျိုးတွေ့ရတယ်နော်ရမယ်ထင်ပါတယ်ဆိုတော့အဲ့လိုမျိုးလိုက်လုပ်ကြည့်ပါလိုက်လေ့ကျင့်ကြည့်ပါပြီးရင်ဒီအတွင်းထဲကကုတ်တွေလည်းလိုက်ဖတ်ကြည့်အခုဆိုလို့ရှိရင်ကျွန်တော်ရိုက်လိုက်တဲ့ကုတ်တွေကတဖြည်းဖြည်းနဲ့ဖြစ်လာပြီလေဆိုတော့များလာပြီပြီးတော့ဂွင်းတွေထဲမှာဂွင်းတွေထပ်လာတယ်ပေါ့နော်အမှတ်တမဲ့ဖတ်လိုက်မယ်ဆိုရင်ကုတ်တွေကရှုပ်ရှက်ခံနေတယ်ဒါပေမဲ့သူလည်းဒီမှာ suggestion တော့ပြထားတယ်ပေါ့နော်ဘယ်ဂွင်းကဘယ် widgets တွေဖြစ်ပြီးတော့ဘယ် widgets ကဘယ်သူ့ရဲ့အတွင်းထဲမှာရှိတယ်စသဖြင့်ပေါ့ဥပမာဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ်ဆိုရင်ဒီနေရာမှာပထမဦးဆုံးစတည်ဆောက်တာ material app ဆိုတဲ့ widget နော်ဆိုတော့အဲ့ဒီ widget က root widget လို့လည်းပြောလို့ရတယ်ရှေ့သင်ခန်းစာမှာရှင်းပြီးပြီပေါ့နော်ပထမဦးဆုံးစပြီး root လုပ်တဲ့ကောင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အဲ့အတွင်းထဲမှာ scaffold ကိုထည့်တယ်ဒါကြောင့်မလို့ scaffold က UI ဖန်တီးဖို့အတွက်အခြေခံကြတဲ့အလွှာတစ်ခုဖြစ်တယ်သူ့အတွင်းထဲမှာကျွန်တော်တို့ထပ်ဆင့်သုံးသွားတာကဒီ body ထဲမှာ text ဆိုတဲ့စာသားကိုဝင်ထည့်ပြီးတော့ပြုပြင်ချင်တာတွေပြုပြင်သွားတယ်နော်ပြီးတော့ကျွန်တော်တို့ပါလေ floating action button ဆိုပြီးထည့်သွားတယ်ပြီးတော့ကျွန်တော်တို့ဒီပုံမှာ app bar ဆိုပြီး app bar လေးလည်းသုံးသွားတယ်ဆိုတော့ပြောရမယ်ဆိုရင် material app ထဲမှာ scaffold ကိုထည့်တယ် scaffold ထဲမှာကျွန်တော်တို့ app bar ရဲ့ဒီ body ရဲ့ပြီးတော့ floating action button ရဲ့သုံးခုထည့်သွင်းသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီနေရာမှာ app bar ရဲ့ body တွေက text ရဲ့ floating action button ရဲ့ဆိုပြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ လိုက်ဖတ်ကြည့်ပါပြီးရင်ဒီအတွင်းထဲကဒါလေးတွေလည်းထောက်ပြီးတော့ဒီလိုမျိုးလိုက်ပြီးဖတ်ကြည့်ပေါ့နော်ဒါမှလည်းပိုသိလာမှာပါအဲ့တော့ဒီသင်ခန်းစာမှာကျွန်တော်တို့လေ့လာသွားတာတွေကိုပြန်ပြောရမယ်ဆိုရင်sorry เนาะဒီနေရာမှာမူရင်းစာမျက်နှာသွားဖို့ကြံသေးတယ်ကျွန်တော်တို့ဒီ documentation မှာသွားဖတ်ချင်တယ်မိတ်ဆွေတို့ဖတ်ကြည့်လို့ရတယ်ဒီ gas static ကိုနှိပ်ပြီးသွားရင်ဒီအောက်မှာပေါ့နော် widget catalog ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ဆိုတော့ widget catalog ရဲ့အတွင်းထဲမှာ widget တွေအကြောင်းသူကစုစည်းပြီးထားတာဒါပေမဲ့ကျွန်တော်တို့သိသင်တာဒီ basic ပေါ့နော် basic ကနေစမယ်ဆိုတော့ basic မှာအခုလေ့လာသွားတာကဒီ scaffold အကြောင်းလေ့လာတယ်เนาะ scaffold ကိုထပ်ထား scaffold ကိုထောက်ရင်လည်းသူရှင်းပြထားပါတယ်ဒီမှာပေါ့နော် scaffold အကြောင်းလေးကိုရှင်းပြထားတယ်ဖတ်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့အတွင်းထဲကနေမှဒါမျိုးပေါ့နော်သူတိဆောက်လို့ရတယ်ဒီမှာနော်ဒါမျိုးတွေမိတ်ဆွေတို့ live ဖတ်ကြည့်ပြီး live လုပ်ချင်လဲလုပ်လို့ရတယ်နောက်ပိုင်းလည်းရှင်းပြပေးမယ်ပေါ့နော်တဖြည်းဖြည်းချင်းဆိုတော့ဖတ်ကြည့်လို့ရပါတယ်ဒီမှာဒါကြီးတော့ live မရှင်းပြတော့ဆိုတော့ဒီမှာသူတွဲသုံးလို့ရမယ့်ဟာတွေကခုနက app bar တို့နော် bottom app bar တို့ floating action button တို့ drawer တို့ button navigation bar တို့အများကြီးပဲဒီ scaffold widget ရဲ့အတွင်းထဲမှာထည့်သုံးလို့ရတယ်နော်ဆိုတော့အောက်မှာလည်းသူဟိုဟာလုပ်ပြထားသေးတယ်ဗျအောက်မှာလည်းသူဒီမှာ inheritance လုပ်ထားတာကိုပြောထားတယ်ဆိုလိုတာဒီ scaffold ကဘယ်သူစီကနေမှ inheritance အဆင့်ဆင့်လုပ်ထားလေနော်ဒီမှာဆိုရင် object ကနေမှ diagonal stable tree widget stateful widget scaffold ဒါမျိုးသူလုပ်ထားတယ်ဒီမှာကြည့်ကျင်လည်းကြည့်လို့ရတယ်ဥပမာကျွန်တော်တို့ scaffold ကိုထောက်လိုက်
ထောက်လိုက်ပြီဆိုရင် scaffold ကဘယ်ရလာလဲဒီ stateful widget ကလာတယ်အဲ့တော့သူဒီမှာပြောထားတယ် scaffold ကဘယ်ရလာ stateful ကနေမှ widget ဒီလိုသွားမယ် stateful တစ်ချက်ပြန်ထောက်လိုက်ရင် widget ကိုပြန်ထောက်လိုက်ပြီဆိုရင် widget ကလည်းဘယ်ရလဲ diagonal table tree အဲ့တော့ diagonal table tree ကိုထောက်လိုက်ရင်တော့သူကဒီ diagonal table ဆိုတဲ့ဒီကနေလာတယ်ဗောနော်ဒါတဆင့်ချင်းစီ inheritance လုပ်တယ်ဆိုတဲ့အကြောင်းလည်းဒီမှာရှင်းပြပေးထားတယ်ဆိုတော့ documentation သာပိုင်အောင်ဖတ်ပါအဓိကကတော့သူ့ထဲမှာပဲအကုန်လုံးရှိနေတာဗောနော်ဖတ်စရာတွေအများကြီးอ่ะ okay ဆိုတော့ဒါက scaffold အကြောင်းပြောသွားတာပါပြီးတော့ရင်ဒီဘက်ဘေးမှာနောက်ထပ် text widget ကိုလေ့လာလို့လည်းရတယ်နောက်သင်ခန်းစာမှာ text အကြောင်းအသေးစိတ်ထပ်သွားမယ်နောက် app bar ပေါ့နော် app bar တွေလည်းဒီမှာလေ့လာလို့ရတယ် app bar တွေလည်းကျွန်တော်တို့နောက်ပိုင်းဆက်သွားမယ်ပေါ့နော်ဆိုတော့ဒီသင်ခန်းစာမှာကျွန်တော်တို့လေ့လာသွားတာတွေကိုအချင်းချင်းကြီးပြောရမယ်ဆိုရင် scaffold widget အကြောင်းကိုပြောသွားတယ်ပြီးတော့ရင်ဒီ scaffold widget ရဲ့အတွင်းထဲမှာကျွန်တော်တို့တခြားသုံးလို့ရမယ့် widget 3ခုပေါ့နော်ဒီ body ဘိုင်းမှာသုံးလို့ရမယ့်ကောင်ရဲ့ app bar ရဲ့ကျွန်တော်တို့ဒီ floating action button လေးရဲ့ဒီ3ခုစမ်းပြပေးသွားတယ်ပေါ့နော်ပြီးတော့ body ထဲမှာထည့်တယ်နောက် save area အကြောင်းပြောတယ် save area မလုပ်ချင်ရင်တော့ app bar လေးဒါထည့်လိုက်ဆိုပြီးတော့ floating action button လေးထည့်သွားတယ်ဆိုတော့ floating action button မှာတော့စောနာလို့ပေါ့နော် print နဲ့ output ထုတ်တာတော့မကောင်းဘူးဒါပေမဲ့ဒါကအလွယ်ကျန်လိုက်တာပေါ့နော်နောက်ပိုင်းကျွန်တော်တို့တဖြည်းဖြည်းချင်းလေ့လာပြီးသွားရင်တော့အဲ့လိုမျိုး print မထုတ်တော့ဘူးပေါ့ဆိုတော့လိုက်လုပ်ကြည့်ပါဒါနဲ့ပတ်သက်ပြီးတော့နားမလည်တဲ့ခြားသိချင်တာရှင်ကျွန်တော် Messenger Viber Telegram မှာမေးလို့ရပါတယ်ခုလိုဗီဒီယိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ